ဒီမှာကြည့်ပါအောင်မုံဟင်းကစလုံးကြီးနဲ့ရရရောဒီမှာချက်6ကလည်း4ချောင်းအရွက်တွေလည်းအများကြီးပဲ50ဘိုးတထောကြီးပဲဒီမှာကြည့်ပါစလုံးကြီးနဲ့တစ်လုံးရပါတယ်မုံဟင်းက50ဘိုးရှယ်ပဲစားကြပါဦးအဖေလုံးလေးတော့လေနူးမနူးကကြည့်မယ်ယူအိနေရပဲရန်ကောင်း